အမြတ်ဆုံးသံဃာယရဏမြတ်သုံးပါးနှင့်မိဘဆရာသမားတို့ကဥထိပ်ထား၍ရှစ်ပါးသောသီလခံယူစောင့်တည်နိုင်ရန်နှင့်ဆရာတော်ဘုရားဟောကြားသောတရားတော်မြတ်နာကြားနိုင်ရန်အတွက်ညီညာဖြဖြရှ िख ိုးကြောကြပါကုန်စို့ခမညာရှိချမ်းသာစိတ်ချမ်းသာ၍လူရဆန္ဒပြေဝစီကြောင်းကောင်းမှုမင်္ဂလာဖြစ်ပါစေရန်အလိုငှာဖရာမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏမြတ်သုံးပါးတို့အားရှုသိမြတ်တို့လက်စုပ်မိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျောကြောချသောတက္ကိစ္စကာရောပဏမကုသိုလ်စေရနာဖြားပြတို့ကြောင့်ယနေ့ခါမှစာ၍သက်ရှိခြင်းကျမ်းမာခြင်းခွန်အားလပြေဝခြင်းဉာဏ်ပညာကြီးခြင်းဆာရှိသောကောင်းကျိုးချမ်းသာမင်္ဂလာပေါင်းတို့နှင့်ပြည့်စုံကြပြီနိဗ္ဗာန်ရောက်ကြောင်းသူတော်ကောင်းတို့၏ကျင့်တရားကိုကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြကုန်သည်ဖြစ်၍ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်ဆောစွာကိုယ်စီကိုယ်ဥမှမျက်မှောက်ပြုလွယ်နိုင်ကြပါစေအဟံဗန္တိဣတရဏိနသဟာအထင်္ဂသမနာကတံဥဘောတထသီလံဓမ္မယာစာမိအနုကံကတဝါသီလံတိထမိဗန္တိဒုတိယမိအံဗန္တိဣတရဏိနသဟာအထင်္ဂသမနာကတံဥဘောတထသီလံဓမ္မယာစာမိအနုကံကတဝါသီလံတိထမိဗန္တိတတိယမိအဟံဗန္တိဣတရဏိနသဟာအထင်္ဂသမနာကတံဥဘောတထသီလံဓမ္မယာစာမိအနုကံကတဝါသီလံတိထမိဗန္တိယမဝဒ္ဓမိတံဝတိထမောတတဗုဒ္ဓဝေတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တတရဏံဂိသာမိဓမ္မံတရဏံဂိသာမိသံဃံတရဏံဂိသာမိဒုတိယမိဗုဒ္ဓံတရဏံဂိသာမိဒုတိယမိဓမ္မံတရဏံဂိသာမိဒုတိယမိသံဃံတရဏံဂိသာမိဒုတိယမိဗုဒ္ဓံဒုတိယမိဓမ္မံတရဏံဂိသာမိဒုတိယမိသံ
တိယံမိဗုဒ္ဓံတရဏံဂိသာမိတတိယံမိဓမ္မံတရဏံဂိသာမိတတိယံမိသံဃံတရဏံဂိသာမိတတိယံမိဗုဒ္ဓံဂိသာမိတတိယံမိဓမ္မံတရဏံဂိသာမိတတိယံမိသံဃံတရဏံဂိသာမိတရဏဂမနံပရိပုဏ္ဏံအာမအနာတိပါဒဝိရမဏိသိက္ခာဝရံသမာဓိယမိအနာတိပါဒအာဒိနာဒါနာဝိရမဏိသိက္ခာဝရံသမာဓိယမိအာဒိနာဒါနာဝိရမဏိသိက္ခာဝရံသမာဓိယမိအဗျမ္မစရိယဝိရမဏိသိက္ခာဝရံသမာဓိယမိအဗျမ္မစရိယဝိရမဏိသိက္ခာဝရံသမာဓိယမိသာဝါဒဝိရမဏိသိက္ခာဝရံသမာဓိယမိသာဝါဒဝိရမဏိသိက္ခာဝရံသမာဓိယမိသုရာမေရယမစ္ဆပမာဒဌာနဝိရမဏိသိက္ခာဝရံသမာဓိယမိသုရာမေရယမစ္ဆပမာဒဌာနဝိရမဏိသိက္ခာဝရံသမာဓိယမိဝိကာလမောဇနာဝိရမဏိသိက္ခာဝရံသမာဓိယမိဝိကာလမောဇနာဝိရမဏိသိက္ခာဝရံသမာဓိယမိဒေသခိတာဝါဒိတာဝိတုကရတနာအလာကန္တာဝိလေပနာအာရဏအန္တနာဝိဘုဒနာဌာနဝိရမဏိသိက္ခာဝရံသမာဓိယမိဝိဘုဒနာဌာနဩဇာတေနမဟာတေနဝိရမဏိသိက္ခာဝရံသမာဓိယမိဩဇာတေနမဟာတေနဝိရမဏိသိက္ခာဝရံသမာဓိယမိဣဒံမေတိလံနိဗ္ဗာနတပစ္စယောဟောတုတိတရဏိနသဟအထေငသမနာကတံဥဘောဓထသီလံဓမ္မံသာရုကံကတဝအပမဒေနသံပါတိထာအာမအန္တိ